နာမည်ပန်းသီးပါဇာတိကချင်းပြည်နယ်ဖလန်းမြို့နယ်ပါမရပူရရကန်းပညာရှင်တွေကြားထဲမှာကြည်ပင်ခဲ့တာပါအမေကလည်းရကန်းပညာရှင်ဖြစ်တဲ့အတွက်ညီမကိုရကန်းပညာသင်ပေးတာပါညီမစင်ကြီးရကန်းရက်တဲ့ရိုးရလွန်ရကြအချိတ်နဲ့ကချင်ရိုးရဒီဇိုင်းတွေကိုအဓိကထားရက်ပါတယ်ကျမနာမည်ခွန်နူးပါမြစ်ကြီးနားမှာရက်ကန်းလုပ်ငန်းလုပ်ပါတယ်ဖျားเจ้าက sister အိုက်တာနဲ့အဖွားတွေရဲ့ကချင်ရိုးရာအထည်တွေစလုပ်ကြတဲ့ကနေရက်ကန်းလုပ်ငန်းကိုသဘောကျခဲ့တယ်ဒီလိုလှပပြီးတန်ဖိုးရှိရဲ့ကိုရိုးရာအမွေအနှစ်ကိုလက်ဆင့်ကမ်းဖို့အတွက်ဆန္ဒရှိခဲ့တယ်ရကန်းလုပ်ငန်းတင်ရင်တင်တဲ့လောက်အရန်ကျေပြန့်နေဆိုပေါ့နော်ကိုမတိသေးတဲ့နောက်ထပ်ရိုးရအထည်လေးတွေရက်တဲ့နီးတွေပေါ့နော်အမေစီကလည်းထပ်ပြီးတင်ကျင်တယ်ပေါ့ဒီဥစ္စာတွေလည်းဒီလိုရှိကြောင်းလည်းလူတွေကိုပြသကျင်တယ်ပေါ့ခုနောက်ပိုင်း Made in Myanmar ဆိုတဲ့ပုံစံလေးတွေဖြစ်လာတယ်ပေါ့ဒိုးနိုင်ငံမှာဒီလိုတွေရှိပါလားဆိုတဲ့ဥစ္စာပို့ပြီးတော့လူနည်းနည်းသိများလာတယ်ဒီထက်မကရကန်းတယ်တွေရက်လုပ်ပြီးတော့ Made in Myanmar brand တွေအများကြီးဖြစ်လာလို့ရှင်ပေါ့နော်ရကန်းသမားတွေအတွက်လည်းအဆင်ပြေတယ်ပေါ့အားပေးရင်တော့ပေါ့နော်အရန်ကောင်းမယ်လို့ညီမမြင်ပါတယ်ဟုတ်ဒီကချင်ရိုးရာအထည်တွေကဟိုအဖိုးဘွားတွေရဲ့အမွေနှစ်လည်းဟုတ်တယ်ကျမတို့ရဲ့ယဉ်ကျေးမှုနဲ့ပတ်သက်တဲ့ရိုးရာတွေကိုဖော်ညွှန်းတဲ့အတွက်ကဘာမှာရောတခြားနိုင်ငံရောက်နေတဲ့လူတွေရောပိုပြီးမှစိတ်ဝင်စားအောင်လက်ဆင့်ကမ်းရမယ်ပေါ့နော်အဲ့ဒီစိတ်နဲ့စိတ်ဝင်စားပြီးမှလုပ်ဖြစ်သွားတာခုဆိုရင်ပေါ့အမေကအသက်ကြီးလာတဲ့အတွက်ကြောင့်မလို့ရကန်းလုပ်ငန်းကိုရင်ကားတော့မလုပ်နိုင်တော့ဘူးညီမအနေနဲ့အမေရဲ့ရိုးရာလုပ်ငန်းကိုဆက်လက်လုပ်ကင်ခွင့်ရတဲ့အတွက်ကြောင့်မလို့အရန်ကုန်ယူမိပါတယ်